ကိုစိတ်ကြကိုရဲ့ limitation တစ်ခုကိုကျော်သွားပြီဆိုမှကျွန်တော်တို့ကဘူးလုပ်ပြီချို့ PR ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်စမ်းသုံးကြည့်တယ်အဆင်မပြေပြန်ပို့လိုက်အဲ့လိုမျိုးဒီကိုကျွန်တော်လုပ်ပါ inspire ပြည်တွင်းချိန်မွေးလေးထဲမှာလှုပ်ချင်းပြီးတော့မှကြော်ညာအားနဲ့မထိုးပေါက်ပဲနဲ့ quality အားနဲ့ထိုးပေါက်တယ်ချိန်မွေးလေးပြီးတော့အခု creation အသစ်ထွက်တဲ့ချိန်မွေးလေးတွေကိုကျွန်တော်စီ review unit လေးတွေပို့ပေးထားတယ်သူကအခုအရင်တော့စသချင်းသူ့ရဲ့ item လေးတွေက classic ဆန်တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာသူကလည်းခင်းတဲ့အညီလုံးဝသူထုတ်လာတယ်ဒါတော့ perfume base ကဖြစ်ပါတယ်နာမည်နဲ့တင်စားလို့ရတယ် play ခဲ့ဒီဝေးဖို့ကြားလိုက်တာနဲ့သူ့ရဲ့အနှံ့လေးကိုကျွန်တော်ယူကြည့်လိုက်တယ်တင်းတင်းပြန့်ပြန့်လေးနန်းဆန်းတက်ကြွတဲ့မျိုးသမီးငယ်လေးတွေအတွက်တော်တော်လေးအဆင်ပြေတဲ့ရင်အနှံ့လေးကလည်းတော်တော်လေးတင်းပြီးတော့ဤတဲ့ဘက်ကိုလုံးဝမသွားတဲ့ပန်းရနံ့တင်းတင်းလေးတစ်ခုဖြစ်ပါတယ်ဒီမှာဒီ item ကတော့ Amidius ကတော့ကျွန်တော်တို့မြန်မာလိုဘာသာပြန်တော့သူကအချစ်နဲ့ပြားကြီးပေါ့ဒီကောင်ရဲ့အနှံ့လေးကိုကျွန်တော်ဆက်စပ်နေတယ်စသချင်းသူကအချင်းတိတ်လေးလေးနဲ့ဟိုကိုဖြတ်လျှောက်သွားလို့ရှိရင်နောက်ကနေကိုယ့်ရဲ့ကိုရှင်ကိုကတစ်ခုနောက်ကနေကတ်လိုက်တဲ့ကြံခဲ့တဲ့အနှံ့မျိုးလေးကိုသွားတယ်အနည်းဆက်ဆုံးတူတာဗာနဲ့တူလဲဆိုတော့ရောစပါးဆိုလို့အနှံ့မျိုးပေါ့ကျွန်တော်တို့အဲ့လိုခံရတယ်ဒီဂျန်နမန်ဆိုလို့ရှိရင်ဟိုရှင်းနေပြောလို့ရှိရင်ကျွန်တော်တို့အသက်အရွယ်နဲ့ကြာရင်တော့ကျွန်တော်တို့ဟိုရန်ကြီးကြိုက်တဲ့ထဲမှာမပါဘူးကျွန်တော်ဥဒတ်ဆိုလို့ရှိရင်ဒီ create episode ကိုကျွန်တော်ရမ်းကြိုက်တယ်အဲ့လိုကြိုက်လို့ပဲဟိုအဲ့ brother စီကနေပြီးတော့ကျွန်တော်ဒီမှာ create episode ကိုကျွန်တော်ကိုယ်တိုင်ကျွန်တော် reviewer ကိုယ်တိုင်ကမှဒီနေ့စဉ်ကျွန်တော်တို့ခွေကိုအများတိုင်းကြီးစွတ်ဖို့ဆိုတာကျွန်တော်တို့ level တွေနဲ့မဖြစ်နိုင်ဘူးအဲ့အတွက်ဒီ create episode က alternate perfume ဖြစ်တဲ့ create လို့သူကအနံ့ဖတ်တူတော့မကြောက် downline skin အနံ့ငြိမ်တာအပြီးတော့ချိန်တော့ကိုချွေးနှံကိုပြန်ပြီးတော့ထိန်းပြီးတဲ့ချိန်မှာတင်းတဲ့အနံ့လေးကိုထုတ်ပြီးတာတီတီငြိမ်ငြိမ်နဲ့အနံ့လေးကိုထုတ်ပြီးတော့ကိုယ်နှံကိုရရတယ်ဟာဒီကတီတီငြိမ်ငြိမ်ဖြစ်တယ်ဆိုတဲ့ပုံမှန်မျိုးတွဲပေါ်ပါ inspire ပါဆိုနေတယ်မှာဒီလိုပါမျိုးတွေရှိပါတယ်ပါမျိုးဖြစ်တဲ့ဒီ perfume playlist ကသူ့ရဲ့ item တွေကိုကျွန်တော်တို့အခုဒီလိုမျိုးမှာလည်းရနိုင်ပါပြီမိသားစုအကြောင်းတောင်ပိုင်းမှာရှိတဲ့အေးကဘာစင်းနဲ့ဆက်သက်ပစ္စည်းဆိုင်မှာအနံ့ဆန်းလို့ရပါတယ်ဝယ်ပြရရှိနိုင်တဲ့ဆိုလို့ကျွန်တော်အပေါ်မှာပြထားတဲ့တင်လေဒီယုံဟုတ်တယ်လေဒီယုံ automatic မှာဖုန်းဆက်ပြီးတော့လည်းမှာယူနိုင်ပါတယ်နှုတ်ချင်းတာလိုရင်ခေါင်းလက်စင်ကောင်းနေတယ်လက်ကြည့်ရမလို့ဘူးပေါ်ပေါ်ပဲအနံ့မျိုးမဟုတ်ဘဲနဲ့ပေးရတဲ့ဈေးကပို့ပြီးတော့တန်းတဲ့ရေမွေးမျိုးကိုရှာနေရဆိုလို့ရှိရင်တော့ perfume playlist ကိုကျွန်တော်နံပါတ်1လို့ကျွန်တော်ပြောချင်ပါတယ်ကိုယ်စိတ်ကရနံလေးတွေကိုစမ်းပြီးတော့သုံးကြည့်ပါမကြိုက်ဘူးဆိုရင်ကျွန်တော်ကိုကြိုက်တယ်လို့ပြောနိုင်ပါတယ်ကျွန်တော်တော့ Michael